အားလုံးပဲမင်္ဂလာပါဒီနေ့သတင်းကောင်းတစ်ခုရှိပါတယ် 1% ဆိုတဲ့ program ကိုကျွန်တော်စပြီးတော့ run မှာဖြစ်ပါတယ်ကျွန်တော် YouTube မှာလည်းရှိမယ် TikTok မှာလည်းရှိမယ် Facebook မှာလည်းရှိမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ရည်ရွယ်ချက်က improve 1% every day ဆိုတဲ့ခေါင်းစဉ်အတိုင်းကျွန်တော်ကိုယ်တိုင်ရောကျွန်တော်ဗီဒီယိုကိုကြည့်တဲ့သူတိုင်းရောတိုးတက်လာစေရမှာဖြစ်ပါတယ်ဒီကနေ့ခေါင်းစဉ်ကမိတ်ဆွေလမ်းပြောင်းနေလားလမ်းပြောင်းနေတဲ့ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါဗီဒီယိုပြီးတဲ့နောက်ပိုင်းမှာဆိုရင်မိတ်ဆွေတစ်စုံတစ်ခုရရှိသွားမှာဖြစ်ပါတယ်ပထမဆုံးပြောချင်တာကမိတ်ဆွေလမ်းပြောင်းနေတဲ့ဆိုရင်လမ်းပြောင်းတဲ့အရာကိုရိုက်တိုင်ကရလိုက်ပါတစ်စုံတစ်ခုစတင်လှုပ်ဆောင်ဖို့အတွက်တွေးတော့ပါစဉ်းစားပါဘယ်တော့မှကိုယ့်ရဲ့အချိန်တွေကိုမဖြုံးကြည့်ပါနဲ့ social media ပေါ်မှာလည်းကိုယ့်ရဲ့အချိန်တွေကိုမဖြုံးနဲ့အဓိကအားကြတော့ကိုယ့်ဘဝတိုးတက်ဖို့အတွက်ပဲအချိန်တွေကိုအသုံးချပါကိုယ့်လမ်းကိုဖောက်ဖို့ဒီနေ့ပဲစတင်လှုပ်ဆောင်ပါကိုယ့်လမ်းကိုဖောက်တဲ့လမ်းခီးကကြမ်းတမ်းမယ်ခက်ခဲမယ်အားထုတ်အောင်မယ်ဒါပေမဲ့နောက်ဆုံးရလာတဲ့အသီးအပွင့်ကကိုယ့်အတွက်အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်အရန်ကိုချိုမြိန်တဲ့အသီးအပွင့်ကိုခံစားရမှာဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်အကြံ3ခုပေးချင်ပါတယ်နံပါတ်1တစ်ခုကဘာလဲဆိုရင်တော့အင်္ဂလိပ်စာဘာသာစကားကိုလေ့လာဖို့အတွက်ဖြစ်ပါတယ်အင်္ဂလိပ်စာဘာသာစကားကတော့တစ်ချောင်းနဲ့တူတယ်ပညာရေးတကားကိုဖွင့်မလားစီးပွားရေးတကားကိုဖွင့်မလားဖွင့်ပေးနိုင်ပါတယ်ကျွန်တော်တို့ YouTube မှာဆိုရင်လည်းတင်ထားတဲ့ content တွေကမြန်မာ content တွေပဲကြည့်လို့ရသေးတယ်ဆိုရင်ရောရရှိတဲ့ပညာတွေကနည်းငယ်ပဲရရှိမှာဖြစ်ပါတယ်ကျွန်တော်တို့သာအင်္ဂလိပ်စာဘာသာစကားကိုရထားမယ်ဆိုရင်နိုင်ငံတကာမှာရှိတဲ့ content တွေကိုကောင်းကြည့်ပြီးတော့အတွေ့အကြုံတွေဝခုတုတာတွေအများကြီးရမှာဖြစ်ပါတယ်အင်္ဂလိပ်စာဘာသာစကားရဲ့အရေးပါမှုကကျွန်တော်ထားပြီးတော့ပြောမှာဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့လေးစားအားကြရတဲ့ပုံကိုကြီးဦးတန့်အောင်မကြည့်ပါတကဘာလုံးကလေးစားအားကြရတဲ့ပုံကို United Nation ရဲ့အထွေထွေအတွင်းမှုချုပ်ဖြစ်ခဲ့တယ်။ဘာဖြစ်လို့ဖြစ်ခဲ့လဲအင်္ဂလိပ်စာကိုကောင်းရတယ်သူ့ရဲ့တွေးခေါ်နိုင်စွမ်းအားနဲ့ကြိုးစားအားထုတ်မှုနဲ့ပေါင်းစပ်တဲ့အခါမှာအမြင့်ဆုံးတနေရာကိုသူရရှိခဲ့တယ်။ဒေါ်ဆန်စုကြည်ကိုလည်းကြည့်မယ်ဆိုရင်လည်းထိုနည်း၎င်းပဲအင်္ဂလိပ်စာကိုရတဲ့အခါမှာဒီကဘာလုံးကိုထိုးဖောက်နိုင်တယ်။လက်ရှိအနေထားအရ MMA fighter နှစ်ယောက်ဖြစ်တဲ့ Ola Anderson ဆိုရင်လည်း2000 champion ဖြစ်တဲ့ UFC fighter Joshua Van ဆိုရင်လည်း champion ဖြစ်နေပြီပေါ့။သူတို့ကအင်္ဂလိပ်စာဘာသာစကားကိုရတဲ့အတွက်ကြောင့်ဒီ level အထိကိုသူတို့လမ်းနိုင်တာဖြစ်တယ်။အင်္ဂလိပ်စာကိုဘယ်လိုလေ့လာအောင်မလဲဆိုရင်တော့သင်တန်းတွေအများကြီးရှိပါတယ်။ကျောင်းတွေအများကြီးရှိပါတယ်။သူတစ်ဖြစ် online ကနေလေ့လာလို့ရတယ်။ free လေ့လာလို့ရတဲ့ website တွေလည်းအများကြီးရှိပါတယ်။ဒါကတော့ကို self study လုပ်ပြီးတော့လေ့လာတယ်ဆိုရင်အကောင်းဆုံးပါပဲ။ပြောချင်တာကကိုက social media ပေါ်မှာအချိန်ဖြုံးနေမဲ့အစားကိုဘဝတိုးတက်ဖို့အတွက်အင်္ဂလိပ်စာကိုတရက်တစ်နိုင်တော့၎င်းနှစ်နိုင်တော့၎င်းစူးစမ်းမယ်ဆိုရင်နောက် level တစ်ခုကိုတက်လာနိုင်မှာဖြစ်ပါတယ်။ဒုတိယတစ်ခုကဘာလဲဆိုရင်တော့စာဖတ်ဖို့အတွက်ဖြစ်တယ်။စာဖတ်တယ်လို့ပြောတဲ့အခါမှာအရင်ခေတ်တုန်းကစာကြည့်တယ်မှာသွားပြီးတော့စာအုပ်တွေငားတယ်စာအုပ်တွေဖတ်ကြတယ်အဲ့ဒီ culture ကအခုနောက်ပိုင်းမရှိတော့ဘူးဒါပေမဲ့ဖုန်းတွေကိုနေ့စဉ်သုံးနေတဲ့ဒီဖုန်းတွေကနဲ့တဆင့်စာအများကြီးဖတ်လို့ရပါတယ်ကိုစိတ်ဝင်စားတဲ့စာတွေဂျမိုင်းနဲ့ပတ်သက်တာလားကိုဘဝတိုးတက်ဖို့အတွက်လားအင်္ဂလိပ်စာနဲ့ပတ်သက်တာလားဖတ်လို့ရတယ်ဒီအားတွေကိုတစ်နေ့ကိုတစ်ပုတ်လောက်ပဲဖတ်ပါဦး10ရက်ဆိုရင်လည်း10ခုစာအသိပညာတူပွားလာမှာဖြစ်ပါတယ်စာဖတ်ခြင်းကလည်းကိုယ့်ရဲ့အုံနောက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်အစာအာဟာရတစ်ခုပဲဖြစ်ပါတယ်တစ်နေ့ကို15မိနစ်ပဲဖတ်ပါလုံလောက်ပါတယ်ဖတ်ပြီးတဲ့စာတွေမှန်သမျှကိုကိုယ့်ရဲ့လက်တွေ့ဘဝမှာပြန်လည်ပြီးတော့အသုံးချမယ်လက်တွေ့အသုံးပြုမယ်ဆိုရင်ကိုယ့်ရဲ့ဘဝကနောက်တစ်ဆင့်ကိုပြောင်းလဲနိုင်မှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကဘာလဲဆိုရင်တော့ podcast တွေကိုနားထောင်ပါစာဖတ်မှာပြင်းမယ်ဆိုရင်တော့အခုနောက်ပိုင်း podcast တွေအများကြီးရှိတယ်လူနှစ်ယောက်စကားပြောတယ်ပေါ့နော်တယောက်နဲ့တယောက်အပြန်အလှန်ဖိတ်ကြားပြီးတော့သူတို့ဘဝရဲ့အတွေ့အကြုံတွေကိုပြန်လည်ပြီးတော့ sharing လုပ်ပေးတယ်ဒါတွေကလည်းကိုယ့်အတွက်ကောင်းမွန်တဲ့အရာတွေပဲဖြစ်တယ်ဒီ podcast တွေကိုနားထောင်အချင်းအဖြစ်သူတို့ဘဝမှာဘယ်လိုမျိုးဖြတ်သန်းခဲ့လဲအခက်အခဲတွေဘယ်လိုမျိုးကျော်လွှားခဲ့လဲဆိုတာကိုဘ ഹു တုတရတယ်သင်ခန်းစာရမှာဖြစ်ပါတယ်ဒါကတော့ဗီဒီယိုအနေနဲ့ကြည့်လို့ရတယ်နားထောင်ပြီးတော့လည်းလုပ်လို့ရပါတယ်ကျွန်တော်ပေးသွားတဲ့အချက်3ချက်ကသင်လမ်းပြောင်းနေတဲ့ဆိုရင်ဒီအချက်3ချက်ကိုစတင်ပြီးတော့လှုပ်ဆောင်ပါစတင်ပြီးတော့လှုပ်ဆောင်တဲ့အခါမှာဆိုရင်တနေ့ထက်တနေ့ကိုပျော်လာမှာဖြစ်ပါတယ်ပျော်လာတာနဲ့တပြိုင်နက်ကိုယ့်ဘဝကလည်းတစ်စက်မီတစ်စက်တိုးတက်ပြောင်းလဲသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုကိုမိတ်ဆွေကြိုက်နေတဲ့မယ်လို့ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်